Pokemon ကတ်တွေစုဆောင်းနေဆိုတာကျွန်တော်တို့မိတ်ဆွေတို့လိုအတွက်ဈေးကြီးတဲ့ hobby တစ်ခုဖြစ်နိုင်ပါတယ်ကျွန်တော်တို့ငယ်ငယ်ကတစ်ထုပ်ကို150 200ပေးဝယ်လာတဲ့ခေတ်ကနေပြီးတော့အခုဆိုရင်ဒီလို booster pack တစ်ခုကို1000ခွဲ2000ဝန်းကျင်ဖြစ်လာပြီပေါ့နော် Okay အဲ့ဆိုဒီနေ့ဗီဒီယိုမှာ Pokemon ကတ်တွေကဘာလို့အဲ့လောက်ဈေးကြီးနေရလဲတကယ်ကျွန်တော်တို့စုကြမယ်ဆိုလို့ရှိရင်ရောဘယ်လိုစုကြမလဲဆိုတဲ့အကြောင်းလေးကိုဆွေးနွေးကြမှာဖြစ်ပါတယ်ကျွန်တော်နေအဲ့ဒါဆိုကျွန်တော်တို့ပထမဆုံးအနေနဲ့ Pokemon ကတ်တွေကဘာလို့အဲ့လောက်ဈေးကြီးနေရလဲအဲ့ဒီအကြောင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ငယ်ငယ်တုန်းကအချိန်2000ခုနှစ်တွေကိုတစ်ချက်ပြန်သွားကြည့်အောင်ငယ်ငယ်တုန်းကကျွန်တော်တို့ကျောင်းရှိရအယုတ်ဆိုင်တွေရက်ကွက်ထဲက convenience store တွေနဲ့ shopping mall ကအယုတ်ဆိုင်တွေမှာ Pokemon ကတ်တွေကိုအထုပ်တွေတန်ဖိုးတွေကနေဝယ်ပြီးတော့ကျွန်တော်တို့စော်ခဲ့ကြပါတယ်အတုတွေရောအစ်စ်တွေရောကျွန်တော်တို့နားမလည်ခဲ့ပါဘူးကတ်ထက်တယ်ဆိုတာကျွန်တော်တို့ကတ်တွေကိုတယောက်တစ်လက်စီထက်လာရင်ကနေပြီးတော့ energy တူသွားခဲ့တည်ရှိတော့အဲ့ဒီလူကအဲ့အထက်လိုက်ကြီးကိုစားတာဖြစ်ပါတယ်ဒီ energy လေးတွေပေါ့နော်တေးရဆိုတေးရမီးဆိုမီးပေါ့ကျွန်တော်တို့စော်ခဲ့ကြပါတယ်ပြီးတော့ကျွန်တော်တို့ကတ်တွေထက်တယ်ကျွန်တော်တို့ဒီဘောကဒီ HP တွေအောက်က stack တွေဒါတွေကျွန်တော်တို့တစ်ချက်ချင်းတိုက်တယ်တစ်ချက်ကြေပါညာပေါ့လို့တိုက်တယ်တိုက်ပြီးလို့ရှိရင်နိုင်တဲ့လူကစားအဲ့လိုစော်ခဲ့ကြတာမှားလားဆိုလို့ရှိရင်မှားတယ်လို့လည်းပြောလို့မရဘူးအဲ့ဒီခေတ်ကာလတွေမှာနိုင်ငံတိုင်းမှာ Pokemon ကတ်ကိုစော့တဲ့နည်းတွေကလည်းသူ့နိုင်ငံနဲ့သူပေါ့နော်မတူတာတွေရှိကြတယ်ကျွန်တော်နိုင်ငံရဲ့ collecting style နဲ့ play style လို့ပဲပြောအောင်ပေါ့နောက်ပိုင်းတွေမှာ Pokemon ကတဖြည်းဖြည်းနဲ့ပြန်ပြီးမှေးမိန်လာတယ်2016မှာ Pokemon Go ဆိုတဲ့ game online ဆော့ရတဲ့ game တခု release လုပ်လာခဲ့တယ်ပေါ့နော် Pokemon ကနေပြီးတော့အဲ့ဒီ game ကိုကျွန်တော်တို့တစ်ကမ္ဘာလုံးနေတူတစ်မျိုးလုံးပတ်ပြီးတော့ Pokemon ကောင်တွေဖမ်းတယ်ဘောရာတက်တေရှာတယ်အဲ့လိုတော်လာဆော့ခဲ့ကြတယ်ပေါ့အဲ့အချိန်မှာ Pokemon ကပြန်ပြီးတော့ခစ်ထားလာတယ်အဲ့ဒီအချိန်တုန်းကဆိုကျွန်တော်မှတ်မိတယ်စုလေဘက်မှာဆိုညဘက်ကြီးလူတွေအများကြီးပဲအပြည့်နေပြန်တွေးကြည့်တော့ပျော်စရာကြီးပေါ့နော်တစ်ချိန်တည်းမှာပဲ2016ဆိုတာလဲ social media ခေတ်ကိုရောက်လာပြီလို့ကျွန်တော်ပြောလို့ရတယ် social media ပေါ်မှာလဲ online celebrity စပြီးတော့ပေါ်ပေါက်လာခဲ့ပြီအဲ့ဒီ celebrity တွေထဲမှာမှ Pokemon collector တွေလည်းတစ်စားနဲ့တစ်စားပါလာခဲ့ပြီ social media platform တွေပေါ်မှာသူတို့စုဆောင်းထားတဲ့ collection တွေကိုချပြလာကြတယ် YouTube မှာဆိုလို့ရှိရင် Unless Leaf Breaking Nate Pokeraf ပြီးတော့ Leon Hut အစားရှိတဲ့ Pokemon လုံးဝ hardcore collector ကြီးတွေလည်းစတင်ပြီးတော့နာမည်ရလာတဲ့အချိန်ပဲဖြစ်ပါတယ်သူတို့က Pokemon ကို beginner level ကနေစလို့ Pokemon နဲ့ပတ်သက်တဲ့ knowledge တွေအကုန်လုံးကိုလူတွေကိုပြောပြရတယ်ကတ်တွေဆိုတာဘာတွေလဲဆိုပြီးပြောပြလာရကနေကျွန်တော်တို့ရှားပါတဲ့ကတ်တွေဆိုတာဘာလဲ rare ကတ်တွေဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့နားလည်လာတယ်သိလာတယ်အဲ့ဒီအချိန်မှာ Pokemon ကတ်တွေကိုလည်းရောင်းတာတွေဝယ်တာတွေ trade လုပ်တာတွေစတင်ပြီးတော့လုပ်ဆောင်လာကြပြီဒါပေမဲ့2020မှာ COVID စတင်ပြီးတော့ရိုက်ခတ်လာပါတယ်အဲ့ဒီအချိန်မှာလူတွေကအပြင်ကိုမသွားကြတော့ဘူး online ပေါ်ကနေပြီးတော့ပဲရောင်းတဲ့ကိစ္စတွေဝယ်တဲ့ကိစ္စတွေ trade လုပ်တဲ့ကိစ္စတွေစတာတွေကို online ပေါ်မှာပဲလုပ်လာကြတယ်အဲ့လိုတစားစားနဲ့ online ပေါ်မှာရောင်းတာတွေဝယ်တာတွေ trade တာတွေလုပ်လာရင်းကနေပြီးတော့ကျွန်တော်တို့အခုချိန်မှာတည်ထားတဲ့ online Pokemon trade market ဆိုတာကြီးကပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ် fan fact အနေနဲ့အပေါင်းဆိုင်ကို reality show ပြန်ရိုက်တဲ့ Pomstar ဆိုတာရှိတယ် Pomstar no Pomstar အဲ့ဒီမှာ Gary ဆိုတဲ့ berry တယောက်Pokemon game လို့လည်းသိများတယ်သူကသူ့ရဲ့ first edition Shadowless Charizard ကိုမှသူ့ရဲ့ collection ဘယ်နှကောင်လောက်လဲ10ကောင်15ကောင်လောက်ရှိမယ်အဲ့ collection ကိုချပြခဲ့တယ်အဲ့ဒီအချိန်မှာလူကြိုက်များလာပြီးတော့အဲ့ဒီကတ်က2019မှာဒေါ်လာ9500တိကိုဒေါ်ဟောင်တို့ဈေးမြင့်တက်လာခဲ့တယ်အဲ့တော့ကျွန်တော်ခုန mention လုပ်ခဲ့တဲ့ online celebrity တွေအထူးသဖြင့် YouTube platform ပေါ်မှာစတင်ပြီးတော့အသစ်ထွက်ရှိလာတဲ့ Pokemon set တွေကို unboxing လုပ်တယ်ဖောက်ပြတယ်တဲ့ကတ်တွေကဘယ်လိုတန်ဖိုးရှိတယ်ဘာအကြောင်းတွေဆိုတာကိုပြောပြတယ်အဲ့သူတို့ပြောပြတဲ့ကတ်တွေကလည်းအဲ့ခုနပြောတဲ့ online market ပေါ်မှာတဖြည်းဖြည်းနဲ့ကိုဈေးတွေက skyrocket တင်လုံးဝကိုမြင့်တက်လာခဲ့ပါတယ်တချို့တွေဆိုရင် Pokemon ကတ်ဆိုတာဘာမှတော့မသိဘဲနဲ့ဈေးကြီးတဲ့ item တွေကတ်တွေကိုစုဆောင်းပြီးတော့ invest လုပ်လာတယ်တူတော်တွေ investment တွေလုပ်လာတယ်ရောင်းတာတွေဝယ်တာတွေတဖြည်းဖြည်းကြီးမားလာခဲ့ပြီးတော့အခုကျွန်တော်တို့သိထားတဲ့ Pokemon card community trading လုပ်တဲ့နေရာကြီးကပျော်ကြီးကိုကျွန်တော်တို့စောင့်ကြည့်ရမယ် market ကြီးတစ်ခုဖြစ်လာခဲ့ပါတယ် Okay အဲ့ဒါဆိုကျွန်တော်တို့ကတ်တွေကိုဘယ်လိုစုကြမလဲကျွန်တော်ကမြန်မာနိုင်ငံလူဖြစ်တဲ့အတွက်မြန်မာနိုင်ငံအခြေအနေပေါ်မူတည်ပြီးတော့ကတ်တွေကိုဘယ်လိုစုရမလဲဆိုတဲ့ပုံစံကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြတာပေါ့ကျွန်တော်အနေနဲ့ personal opinion ကကျွန်တော်တို့ရောင်းဖို့ဝယ်ဖို့ trade ဖို့အတွက်ကိုတသက် collection တွေတစ်ခုစုမယ်ပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ကတ်တွေကျွန်တော်တို့ကြိုက်တဲ့ Pokemon တွေကျွန်တော်တို့အမှတ်တရဖြစ်စေမဲ့ကတ်ကလေးတွေကို collection တသက်စုတာပို့ပြီးတော့ fine နေပေါ့နော်ကျွန်တော်တို့ YouTube ပေါ်မှာအရင်နာမည်ကြီးပြီး hype ပြီးတော့ဈေးကြီးနေကတ်တွေကိုကျွန်တော်ခဏမေးထားလိုက်ကဲကျွန်တော်စုကြပြီဟေ့ဆိုလို့ရှိရင်အရင်ဆုံး Pokemon set တွေကိုနားလည်ထားတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ကျွန်တော်တို့သူခေတ်နဲ့ထွက်ခဲ့တဲ့ Pokemon series TCG cat series တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်2003ခုနှစ်ကနေ2009ခုနှစ်ထိက X series 2009ကနေပြီးတော့2009က Diamond and Pearl 2009ကနေ2010က Platinum 2010ကနေ2011က Heart and Soul Silver series 2011ကနေ2013က Black and White series
2013ကနေ2019က XY series 2019ကနေ2019က Sun and Moon series 2020ကနေ2022ကကျွန်တော်တို့ Sword and Shield series 2023နဲ့2024က Scarlet and Violet ပြီးတော့ကျွန်တော်တို့ဒီနေ့2025မှာတော့ကျွန်တော် Mega Evolution ဆိုတဲ့ series သူ era တွေနဲ့ထွက်ခဲ့ကြတာပေါ့ဒါပဲလားဆိုတော့မဟုတ်သေးဘူးသူ့ရဲ့ era သူ့ရဲ့ series တစ်ခုမှာဆက်တွေအများကြီးပြန်ထွက်တယ်ကျွန်တော်တို့အနည်းဆက်ဆုံး2013ကနေ2024 Scarlet and Violet series တွေကဆက်တွေကိုကျွန်တော်တို့ကြည့်ကြအောင်ဒီနေ့တိုင်းပဲ White Flare ပါတယ် Black Bolt Destiny Rival Journey Together Prismatic Evolution Sergeant Spark Stellar Crowns Shrouded Fable Twilight Masquerade Temporal Forces Burden Fates Paradox Rift 151 Obsidian Flames Beldia Evolve and Scarlet and Violet အဲ့လိုပေါ့နော် Scarlet and Violet series မှာအဲ့လို set တွေကထပ်ပြီးတော့ထွက်တယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံက Pokemon ကတ်တွေကိုထားရိုက်ဝယ်လို့မရတဲ့နိုင်ငံဖြစ်နေတဲ့အတွက်တခြားနိုင်ငံကနေပြီးတော့တစင်းမှာကြတယ်အဲ့တော့ shipping ကားတွေပါတယ်နဲ့ဈေးကသုံးပုံတစ်ပုံလောက်ကိုပို့ပေးနေရတယ်ပေါ့နော်အဲ့လိုဈေးကြီးပေးဝယ်နေပြီးမှကိုလိုချင်တဲ့ကတ်ကဘာလို့မရတာလဲမပေါက်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြဿနာအဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့ set တွေမှာကိုကြိုက်တဲ့ကတ်လေးတွေကိုအရင်ကြည့်ကြည့်ပေါ့ဘယ် set မှာပါလဲကိုက Embryon ကြိုက်တယ်ဆိုလို့ရှိရင် Embryon မှာ Evolution အကုန်လုံးကြိုက်တယ်ဆိုလို့ရှိရင် Prismatic Evolution အဲ့ set မှာဆိုလို့ရှိရင်သူက Evolution အကုန်လုံးပေါ့နော်အစတိုင်းတွေလည်းတော်တော်လှတယ် EV ကြိုက်တယ် Embryon ကြိုက်တယ်ဆိုလို့ရှိရင်အဲ့ set ကိုမှားပြီးတော့ကိုဖောက်ကြည့်ပေါ့နော်အဲ့ထဲမှာကိုကြိုက်တဲ့ကောင်လေးပဲပါတာဆိုတော့ကိုကြိုက်တဲ့ကတ်တွေရနိုင်တယ်ပေါ့အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကအဲ့လိုဖောက်ကြတာကိုကြိုက်တာဘာပဲလာကျွန်တော်ဖောက်တာကြိုက်တယ်ဒါပေမဲ့ကျွန်တော်ပေါက်တဲ့ကတ်တွေကဘယ်လောက်တန်ကြီးရှိရဲကတ်ကောင်းနေလားဘာမှမဟုတ်တဲ့ကတ်တွေလားဆိုတော့ကျွန်တော်ဘယ်လိုခွဲရမလဲဆိုလို့ရှိရင်ကတ်ရဲ့ rarity လို့ခေါ်ရမှာအဆင့်အလိုက်သူ့ရဲ့ရှားပါတဲ့တန်ဖိုးကြီးကတ်တွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကတ်တကတ်မှာကြည့်မယ်ဆိုလို့ရှိရင်အောက်မှာသူ့ရဲ့တင်ငေတာလေးပါတယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်အမဲရောင်အဝိုင်းလေးပါတယ်ဒါဆိုလို့ရှိရင် common ကတ်တွေဆိုတာပုံမှန်ကတ်တွေပေါ့နော်တခြား version ကတ်တွေဂျပန်တွေကိုရီးယားတွေမှာဆိုလို့ရှိရင်သူကအဲ့လို C ဆိုတာလေးပါတယ် C ဆိုတာတော့ command ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်သိရမှာဒီကတ်တွေကပုံမှန်ကတ်တွေတန်ဖိုးမရှိတဲ့ကတ်တွေနောက်ထပ်ဒီလို diamond ပုံလေးပါနေလို့ရှိရင်ဒီကောင်တွေက uncommand ကတ်တွေဆိုတာခုန command ထပ်စားလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့တစင်းမြင့်တဲ့ကတ်တွေပေါ့နော်ဂျပန် version တွေကိုရီးယား version တွေမှာဆိုလို့ရှိရင် U ဆိုတဲ့စလုံးပါတယ် U ဆိုတာ uncommand ပေါ့နော်ဒါဆိုလို့ရှိရင် uncommand ကတ်တွေဆိုတော့ကျွန်တော်သိနိုင်ပါတယ် uncommand ကတ်တွေရဲ့အပေါ်မှာကျတော့သူက rare ဆိုတဲ့ကတ်တွေရှိတယ် rare ဆိုတဲ့ကတ်တွေကဒီလိုကျဲပုံလေးပါတယ်ပေါ့နော်ကျဲမဲလေးပါတယ်တို့တခြား version တွေဂျပန် version တွေမှာဆိုလို့ရှိရင် R ဆိုတဲ့စလုံးလေးပါတယ် R ဆိုတော့ rare ပေါ့နော်အဲဆိုကျွန်တော်တို့ rare ကတ်တွေဆိုတာကျွန်တော်တို့သိနိုင်ပါတယ်ပြီးတော့အထုပ်တိုင်းမှာကျွန်တော်တို့ hollow ပါတယ် reverse hollow ပါတယ်ပုံမှန်ဆိုလို့ရှိရင်ဒါကကျတော့ hollow foils လို့ခေါ်ပါတယ် hollow foil ကသူကဒီ character ရဲ့ဘောင်ရဲ့တော်တော်များများအဲ့လိုပေါ့နော် hollow ပါတယ်တချို့မှာဒီဘောင်ကမပါဘူးဒီလို rare hollow ဆိုလို့ရှိရင်ကျွန်တော်တို့က rare တစ်မျိုးပဲရှိတယ်နောက်ထပ်တစ်ခုကreverse hollow ဆိုတာဒီ character မှာက hollow မပါဘူးဒီတခြားမျက်နှာပြင်တစ်ခုလုံးက hollow ပါတယ်ဒီကောင်တွေဆိုလို့ရှိရင် command လည်းရှိရယ် uncommand လည်းရှိရယ် rare လည်းရှိရယ် command ကရယ် uncommand ကရယ် rare ကရယ်ကျွန်တော်တို့ကံမကောင်းလို့ရှိရင်ဘာမှမပါတဲ့အထုပ်ဖောက်မိလို့ရှိရင်အထဲမှာတေချာပေါက်ကိုပါမယ်ကတ်တွေဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုပုံမှန်ကတ်တွေပြီးသွားလို့ရှိရင်ကျွန်တော်တို့မှာ hits လို့ခေါ်တယ်ပေါ့နော် hits ကပုံမှန်မဟုတ်တဲ့ကတ်တွေပေါ့ရှားတဲ့ကတ်တွေလို့ပြောလို့ရတယ်အဲ့ကတ်တွေကပထမအဆုံးက illustration rare လို့ခေါ်တယ်အင်္ဂလိပ်ကတ်တွေမှာဆိုလို့ရှိရင်အောက်မှာ AR ဆိုတဲ့စလုံးလေးပါတယ်ဒါဆိုလို့ရှိရင် illustration rare ပေါ့နော် AR ဆိုတာကျွန်တော်တို့ဂျပန်ကတ်တွေကိုရီးယားကတ်တွေမှာပါတယ် AR ဆိုတာ illustration rare နော်အင်္ဂလိပ် version ကတ်တွေမှာဆိုလို့ရှိရင်ရွှေရောင်ကျဲတစ်လုံးပါတယ်ပေါ့နော်အဲဆိုလို့ရှိရင်ရွှေရောင်ကျဲလေးဖြစ်ဖြစ် AR လေးဖြစ်ဖြစ်ပါလို့ရှိရင်ကိုယ့်ရဲ့ကတ်ကတန်ဖိုးနဲ့ငယ်ရှိပါတယ် illustration rare ကတ်ဆိုတာကိုကျွန်တော်တို့သိနိုင်ပါတယ် illustration rare ဟိုမှာ special illustration rare သူကကြတော့ကျွန်တော်တို့ပုံမှန်ရွှေရောင်ကျဲနှလုံးနဲ့လာပါတယ်တခြား version တွေကိုရီးယား version တွေဂျပန် version တွေတရုတ် version တွေမှာဆိုလို့ရှိရင်သူက SAR ဆိုတဲ့စကားလုံးနဲ့လာပါတယ် SAR ဆိုတာ special artwork တနည်းအားဖြင့် special illustration rare ပေါ့နော်ဒါဆိုလို့ရှိရင်ဒီကတ်တွေကခုနက AR ကတ်ထက်ကို SAR ကတ်ကပို့ပြီးတော့တန်ဖိုးရှိတယ် SAR ကတ်တွေထဲမှာအရန်ကို high ဖြစ်နေတဲ့ကတ်တွေလည်းတစ်ပုံကြီးရှိပါတယ်ဒေါ်လာကိုရာထောင်ချီနေတဲ့ကတ်တွေလည်းတစ်ပုံကြီးပါတယ်နောက်တစ်ခုကလုံးဝ hyper rare ဆိုတာကရွှေရောင်ကျဲ၃လုံးပါမယ်ခုမှရွှေရောင်ကျဲ၃လုံးပါနေတဲ့ကတ်ရှိရဆိုလို့ရှိရင်တော်တော်ကြီးတန်ဖိုးရှိတဲ့ကတ်ဖြစ်နိုင်ပါတယ်ဖြစ်ပါတယ်တန်ဖိုးရှိဆုံးကတ်လို့ပြောလို့ရတယ်သူ့အောက်မှာ special illustration rare သူ့ရဲ့အောက်မှာက illustration rare သူ့ရဲ့အောက်မှာက rare ပြီးရင် uncommon ပြီးရင်အနေဆုံးက common ကိုယ့်ရဲ့ကတ်ကဘယ်လောက်တန်ဖိုးရှိရဲဆိုတာကိုအကျဉ်းပြတော့အဲ့တင်ကြတာလေးကြည့်ပြီးတော့ကျွန်တော်ခွဲလို့ရတယ်ပေါ့နော်2020ရှေ့ပိုင်းနေလောက်ဖြစ်မယ်အဲ့ကတ်တွေမှာဆိုလို့ရှိရင်သူ့ရဲ့ ultra rare ကအဖြူအောင်ကျဲတစ်လုံးနဲ့ပဲလာတယ်
တင်းမလာရီယက်ဆန်လာရီယိုစ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကအောက်မှာဖြူအောင်ကျယ်လေးတစ်လုံးပဲပါတယ်သူကခုနပြောတဲ့ hyper rare နဲ့တူတူပဲပေါ့နော်နောက်ပိုင်းနေမှာသူကအဲ့လိုကျယ်တစ်လုံးနှလုံးသုံးလုံးဆိုပြီးပြန်ခွဲပလိုက်တာပုံမှန်ဆိုလို့ရှိရင်ကတ်ဟောင်းနေမှာလို့ဖြူအောင်ကျယ်တစ်လုံးပဲပါပါတယ်ကျယ်ပုံလေးဆိုလို့ရှိရင် rare ပေါ့နော်တကယ်ရွှေကျယ်လည်းမဟုတ်ဘူးရွှေရောင်ကျယ်လည်းမဟုတ်ဘူးကိုယ့်ရဲ့ကျယ်အဲ့လိုကျယ်အမဲလေးနှလုံးပါမယ်ဆိုလို့ရှိရင် double rare ပေါ့နော်အထက်မှာ ultra rare ဆိုတာရှိသေးတယ်အဲ့တော့ကျွန်တော်ကတ်မရှိတော့ကျွန်တော်လည်းပြလို့မရဘူးပေါ့နော်တရုတ်ကတ်တွေဂျပန်ကတ်တွေမှာဆိုလို့ရှိရင်သူက R နှလုံးပါတယ်ပေါ့နော် RR ပေါ့အဲ့ဆို double rare ပေါ့အဲ့လိုအကျန်းပြင်းခွဲလို့ရနိုင်ပါတယ်နောက်ထပ်လည်းနည်းနည်းရှိသေးတယ်ပေါ့နော်ဒီကောင်ကဘယ်လိုလဲဆိုလို့ရှိရင် stamp ကတ်တွေလို့ခေါ်လို့ရတယ်ပေါ့နော်ဟို stamp လေးပါတယ်ပေါ့နော်ပုံလေးပေါ့ logo လေးပါတယ်တကယ် Pokemon Go အတွက်ထုတ်တာဆိုလို့ရှိရင်သူကဒီနားမှာ Pokemon Go 25နှစ်ပြည့်ဆိုလို့ရှိရင်သူကဒီနားမှာ25ဆိုတဲ့ပုံလေးအဲ့လိုလေးပုံလေးပါတယ်ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်stamp card တွေလို့ခေါ်လို့ရတယ်။နောက်ထပ်ရှိသေးတာကတော့ promo card တွေ promo card တွေဆိုတာဒီ set တစ်ခုဝယ်မယ်ဆိုလို့ရှိရင်ဒီ set ကတော့ဒီ promo card တစ်ခုပါတယ်ပေါ့နော်။ဒီတေချာပေါက်ကိုပါတယ်သူကအဲ့လိုတက်ကိုထည့်ပေးထားတာပေါ့နော်။အဲ့တော့ promo card ကတော့ဈေးကြီးလားဆိုလို့ရှိရင်ကြီးတဲ့ card တွေလည်းရှိသလိုမကြီးတဲ့ card တွေလည်းရှိတယ်။ခုနပြောသလိုပဲ social media ပေါ်က YouTuber hacker fan တွေကဒီ card ကိုမိုက်ပါတယ်တန်ဖိုးရှိပါတယ်လို့ပြောလိုက်လို့ရှိရင်ဒီ card ကဈေးထောက်တက်သွားပါလိမ့်မယ်။ promo card တွေဆိုတာဒီအောက်မှာမဲအောင်ကျယ်လေးပေါ်မှာ promo ဆိုပြီးစာလေးနဲ့ပေါ့နော်။လို့ sign လေးပါတယ်Blaster promo card တွေလို့ခေါ်လို့ရပါတယ်ဒီကောင်တွေကတော့ကိုဝယ်တဲ့ set တွေမှာတေချာပေါက်ကိုပါမဲ့ card တွေပေါ့နော်ဒါဆိုလို့ရှိရင်မိတ်ဆွေက card တွေပဲဖောင်းမယ် I don't give a fuck ပေါက်ငါယူမယ်ဆိုလို့ရှိရင်ဒီကိုပေါက်တဲ့ card လေးတွေကဘာ card လေးတွေလဲဆိုတာလို့ indicator လေးကြည့်ပြီးတော့ခွဲလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Pokemon card တွေကဘယ်လိုစုကြမလဲဘယ်လိုစုတင်လဲအကြံတင်လဲနားလဲသွားလောက်ပြီးထင်ပါတယ်မိတ်ဆွေတို့ရောစုနေတဲ့လူတွေရှိလားစုနေတဲ့လူတွေရောဘယ်လိုစုပြနေလဲဘာဆက်လေးတွေကြိုက်လဲဆိုတော့ comment မှာတစ်ချက်ရေးသွားပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်ဇုံလေးကြည့်ပေးတဲ့အတွက်ကျွန်တော်အဲ့ဒီပါ bye bye